ကိုဒေးဗစ်ကိုတော့ကျွန်တော်အဲ့လောက်ထိမသိဘူးဒါပေမဲ့ तू ကတော့ဒီလက်ဝှေ့ပွဲနဲ့ပတ်သက်တော့မှနီးစပ်မှုရှိရတော့သိတယ်ဆရာချင်းနဲ့ကတော့အတိုင်းတာတစ်ခုအထိရင်းနှီးခဲ့ဖူးတယ်ပေါ့လေအကြောင်းမလို့ဝင်ပြီးရှာရှိတာပါဒီမိနစ်တော့နည်းနည်းဝင်ပြီးရှာရှိလိုက်အောင်မယ်လိုင်းပေါ်မှာအရန်ဟိုတွေ့နေရလို့အဲ့ဒါဘာလဲဆိုတော့ဆရာချင်းဂျင်းထဲခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှနော်ဂျိုရှူအာဗန်ကိုတိုင်လက်မှတ်ထိုးထားတဲ့လက်အိတ်ဆရာချစ်စီကိုဒေးဗစ်ဆိုတဲ့လူကယူလာပေးတာအဲ့နဲ့ပတ်သက်ပြီး gear တွေထနေလို့အဲ့ဒါလေးဝင်ပြီးတော့မှပြောကြည့်တာပါအဲ့ကြတော့သူရဲ့ video file တွေကိုကျွန်တော်ပြန်ပြီးတော့နားထောင်ကြည့်ရပါတော့ဆရာချစ်ရဲ့အကောင့်မှာလည်း live print ထားတာတွေ့တော့ကျွန်တော်ဝင်ပြီးတော့မှနားထောင်ကြည့်တော့လက်အိတ်ကတော့ Joshua Ban လက်မှတ်ထိုးထားတဲ့လက်အိတ်အစ်စ်ပဲဒါပေမဲ့ဒီ live မလွင့်ခင်မှာကိုဒေးဗစ်နဲ့ဆရာချစ်နဲ့ဘယ်လိုတွေပြောထားလဲမသိဘူးပေါ့နော်ဆရာချစ်တဲ့လက်အိတ်ယူလာပြီးတဲ့ကိုဒေးဗစ်ကလည်းJoshua Van ကိုတိုင်ဆရာချစ်ကိုပေးလိုက်တယ်လို့ပြောလားဒါမှမဟုတ်ရင် Joshua Van လက်မှတ်ထိုးထားတဲ့လက်အိတ်ကိုဆရာချစ်တဲ့သူယူလာပေးတယ်လို့ပြောလားတော့မသိဘူးကျွန်တော်ထင်တာကနှစ်ယောက်ကြားထဲမှာနားလည်မှုလွဲတာထင်ပါတယ်လက်အိတ်ကလည်းအစ်စ်ပဲလက်မှတ်ကလည်းအစ်စ်ပဲအတူတော့မဟုတ်ဆိုတော့ဒီကိုဒေးဗစ်ကလည်းသူ့ရဲ့အကောင့်မှာသူတင်ထားတာပေါ့နော်ပြီးခဲ့တဲ့နှစ်က Joshua Van ကိုတိုင်သူ့ကိုအဲ့ဒီရဲ့လက်အိတ် MMA လက်အိတ်မှာလက်မှတ်ထိုးထားပေးတဲ့လက်အိတ်အစ်စ်ဖြစ်တယ်ဆိုတော့လေသူ့အကောင့်မှာလည်းတင်ထားတယ်ဆိုတော့ဒါတော့နားလည်မှုလွဲတာပါကိုဒေးဗစ်ကလည်းဆရာချစ်ကိုဂျင်းလာထည့်တာတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့နှစ်ယောက်ဒီ live မလွင့်ခင်မှာပေါ့နော်တယောက်နဲ့တယောက်ပြောတဲ့နေရာမှာနားလည်မှုလွဲတာတွေနားကြားမှားတာတွေဖြစ်ကောင်းဖြစ်တာပေါ့ဘာလို့လဲဆိုတော့ဆရာချစ်ကလည်း live မှာသူပြောထားတာmusic ပြီးရင်ဒီလက်ဝိတ်ကသူ့အတွက်ဒုတိယဖြစ်တယ်ပေါ့နော်သူတော်တော်လေးယူသွတဲ့အရာဖြစ်တယ်ကရင်သွေးပါလို့ထင်တယ်ပေါ့လက်ဝိတ်ကိုသူကြိုက်တယ်ပေါ့Joshua Van တို့အောင်လာတို့လည်းအားပေးတယ်ဆိုတဲ့အကြောင်းကိုလည်းသူ live မှာပြောထားပါတယ်ကိုဒေးဗစ်ပေါ့အဆိုတော်ထန်ထန်ရဲ့အကူဖြစ်ပါတယ်အမေရိကန်ကနေပြီးတော့ခဏရောက်ရှိလာတဲ့အချိန်မှာဒီတိုင်းလာတာမဟုတ်ဘဲနဲ့ကျွန်တော်အတွက်တကယ်ကိုကျွန်တော်အတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ပစ္စည်းလေးတစ်ခုကိုယူလာတာဖြစ်ပါတယ်ဒါကျွန်တော်ဘဝအတွက် music ပြီးရင်ကျွန်တော်ဘဝအတွက်ကျွန်တော်အရင်နှစ်သက်တဲ့ MMA ပေါ့လားဒီဟာကိုဘယ်သူကကျွန်တော်လက်ဆောင်ပေးလိုက်လဲဆိုတော့ကျွန်တော်အရင်ချစ်ရတယ်ကျွန်တော်ညီလေး Joshua Van ကျွန်တော်နဲ့ထိုးဖို့အတွက်ကျွန်တော်လေ့ကျင့်ပေးထားပါဆိုရင်စတာပါကျွန်တော်ညီငယ် Joshua Van ကိုယ်တိုင်လက်မှတ်ရေးထိုးတဲ့တကယ် UFC ရတကယ်ထိုးတဲ့တကယ်လိုက်အစ်စ်ဖြစ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်လက်ထက်ကိုရောက်ရှိအောင်နေရာဆရာဒေးဗစ်ကယူလာပေးခြင်းဖြစ်ပါတယ်ညီငယ် Joshua Van နဲ့အရင်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အောင်မြင်မယ်လို့ယုံကြည်ပါတယ်လို့အဲ့ကကြသူလည်းအရန်အားရဝမ်းသာဖြစ်ပြီးတော့မှနားကြပဲလွဲတာလားဘယ်လိုလားတော့မသိဘူးပေါ့နော်သူဆရာချစ်ပြောထားတဲ့စကားမှာတော့ Joshua Van ကိုတိုင်ဆရာချစ်အတွက်လက်ဆောင်ပေးလိုက်တယ်လို့သူကပြောတာ哦အဲ့ခါကျတော့Joshua Van ကလည်းအဲ့ post ကိုပြန်တွေ့တဲ့အခါမှာမဟုတ်ပါဘူးပေါ့သူပေးလိုက်တာတော့မဟုတ်ပါဘူးဆိုတော့မှပြောတော့တချို့လူတွေကကိုဒေးဗစ်ကဆရာချစ်ကိုဂျင်းလာထည့်တယ်ဆရာချစ်ဂျင်းထည့်ခံလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ line ပေါ်မှာအများကြီးတွေ့နေရပါတယ်ကျွန်တော်အမြင်ကတော့ဒါကတော့နားလည်မှုလွဲတာပါကိုဒေးဗစ်ကလည်းဆရာချစ်ကိုမညာပါဘူးဆရာချစ်ကလည်းအညာမခံရပါဘူးဆိုတော့အဲ့ဒီရဲ့ MMA လက်အိတ်က Joshua Van ကိုတိုင်လက်မှတ်ထိုးထားတဲ့အိတ်ပေါ့နော်Joshua Van ကိုတိုင်လက်မှတ်ထိုးထားတဲ့အရာအစ်စ်ဖြစ်တယ်ဆိုတာတော့သိရတယ်ပေါ့လေအဲ့ခါကျတော့အဲ့ဒါလေးကိုဝင်ပြီးတော့မှရှာရှည်ကြည့်တာပါဝင်ရမှသုံးသပ်ကြည့်တာပါကျွန်တော်အထင်ကတော့ဒီ live မစခင်မှာကိုဒေးဗစ်နဲ့ဆရာချစ်နဲ့ပြောထားတဲ့စကားမှာတယောက်နဲ့တယောက်နားလည်မှုလေးတွေလွဲသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ဘသူမှဂျင်းမထည့်တယ်လို့ဘသူမှလည်းဂျင်းထည့်ခံရတာမဟုတ်နိုင်ပါဘူးကိုဒေးဗစ်ကိုတော့ကျွန်တော်အဲ့လောက်ထိမသိဘူးဒါပေမဲ့ तू ကတော့ဒီလက်ဝှေ့ပွဲနဲ့ပတ်သက်တော့မှနီးစပ်မှုရှိရတော့သိတယ်ဆရာချင်းနဲ့ကတော့အတိုင်းတာတစ်ခုအထိရင်းနှီးခဲ့ဖူးတယ်ပေါ့လေအကြောင်းမလို့ဝင်ပြီးရှာရှိတာပါ